တရားဓမ္မတို့ရှင်းပေးပါတော့မယ်ဆိုတော့နှလုံးသွင်းမှမှုလေးရှင်းပေးနော်။ဒါရင်တရားဓမ္မနှလုံးသွင်းမှမှုဆိုတာကတော့ဖြင့်တရားဓမ္မတို့အလုံးထိုင်မှပဲနှလုံးသွင်းမှန်ကလာတယ်။မှန်ပါဘူး။အလုံးမထိုင်မဲနဲ့သာယသမီးရှိပါရဲ့ကြားထဲမှာတော့နှလုံးသွင်းမှမှုမလာပါဘူး။မှန်ပါဘူး။ဒါဖြင့်တရားဓမ္မတွေကပထမရှိဘူးဆိုတာအိမ်မှာလို့ကြောင်းမှာပဲလာလောက်ကြပေါ့ဗျာခင်ဗျားတို့အကုန်လုံးနေကြတာပဲပြီးပြီးသားတွေပဲရှိစွာလေထွက်တာသိဝင်တာသိပြီးတမာတိတီအောင်နေနေလေး15မိနစ်မနဲ့ဆိုတော့လုပ်ကြည့်လိုက်နော်မဟုတ်သေးတဲ့ပုဂ္ဂိုလ်တော့ပြောတာပါမှန်ပါမလုပ်ပြီးသားဖြစ်တဲ့စတွေ့တဲ့ပုဂ္ဂိုလ်မျိုးဒါကစနေဖို့မလိုပါဘူးမလုပ်သေးတဲ့ပုဂ္ဂိုလ်ကြတော့ထိုင်ပြီးကြတာလေထွက်လာတယ်ဒီနားမှာတိုက်သွားတာလေထွက်ပြန်ပြီလို့သိလိုက်ပြီးတာပဲဝင်လာပြန်တော့ဝင်ပြီလို့သိလိုက်ရင်ဒီလိုထွက်တိုင်းသိဝင်တိုင်းသိထွက်တိုင်းသိဝင်တိုင်းသိဆိုတော့စိတ်ဟာသမာဓိဟာဘယ်မှမပြေတော့တတိတသိနေတာဒါပြင်ဒီစိတ်ကိုကိုနိုင်ပြီလို့ဆိုလို့ရှိရင်ဖြင့်သူခါတိုင်းတောင်ပြေးမြောက်ပြေးပြေးတယ်အခုပြေးသေးရဲ့မပြေးပါဘူးထွက်တဲ့တဲ့ခြေတိုင်းမှာတတိတိကကျိုးနဲ့ခြိထားပြီခြိထားပြီဒီစိတ်ကိုဝဏ္ဏရဲ့စိတ်ကိုခြိထားပြီအဲ့ဒါသူနဲ့သမာဓိနဲ့တွဲမနေဘူးလားတွဲနေတဲ့ခါကျတော့မှအဲ့လိုတီးပြီးနေတဲ့ခါကျတော့မှခန္ဓာတော်လေးတီးပေါ်ရပြီဆိုလို့ရှိရင်သူ့ကိုအသာလေးထားပြီးရှင်မြဲတိုင်းရှင်မြဲတိုင်းသိနေတာပေါ့သိရနေပြီးတော့မှခန္ဓာကိုယ်ထဲမှာဟူးလာလားအေးလာသလားလှုပ်လာသလားရွလာသလားထူးထူးခြားခြားဘာပေါ်ကြုံဆိုတာကိုခင်ဗျားတို့သမာဓိတီးလာတော့ခန္ဓာကိုယ်ကပြောတယ်တပည့်ကြဘယ်လိုပြောမလဲခန္ဓာကိုယ်ပြောလိုက်ရတယ်နားတယ်ကြိုက်တယ်ကျင်းတယ်ညောင်းတယ်ဒီလိုနဲ့ပြောလိုက်ဥတယ်အေးတယ်လှုပ်တယ်ငြိမ်တယ်ဒါလည်းပြောရင်ပြောလိုက်သမာဓိရှိတယ်ဘယ်ဟာလကပြောမသိဘူးသိပါဘူးသမာဓိမရှိသေးတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ဟာကပြောမသိပါဘူးလောကီဥမာနဲ့ဘုန်းကြီးနည်းနည်းလေးရှင်းပြရင်ခင်ဗျားတို့ရှင်းပါညလူချီတိတ်နေတဲ့အချိန်ကြတော့ဟောဒီတိုက်တော်တော်မြင့်ပါလေ18ပဲလောက်မြင့်တယ်အဲ့ဒီဘောကနေပြီးကာလအိမ်အောင်ငယ်ငယ်လေးကြရတော့အောက်မှာဘယ်မှမရှိတဲ့အချိန်မှာကြားနိုင်အခုလိုလူများတဲ့အချိန်ကြတော့အိမ်အောင်ကြလို့သိပါမလားသိပါဘူးဟောလို့ဟိုဆက်တန်ကလည်းရှုပ်ငယ်နေရလူတန်နေရလည်းရှုပ်ဒါဖြစ်လို့လို့ဆိုမငြိမ်မစင်ရင်တော့တော်ကြားတယ်ပြင်းထန်တဲ့သံတောင်ကြားရလားကြားပါဘူးထုံနည်းတွေပဲစိတ်ငြိမ်ပြီးခိုင်းတဲ့နေရာမှာဒီနေရာသမာဓိလေးတည်ပြီးဒီနေရာဘယ်မှမပြေဘူးဆိုတဲ့အချိန်ကျတော့ခန္ဓာကိုယ်တွေကဘဝလှုပ်လာလဲသိတာပဲဒီကပူလာလဲသိတာပဲအေးလာလဲသိတာပဲဟုတ်လားရလာလဲသိတာပဲနာလာလဲသိတာပဲကောင်းလာလဲသိတာပဲရှင်းမလားရှင်းပါဘူးအဲ့ဒီလိုသိလာလို့ရှင်းဖြင့်သမာဓိအားကြီးတဲ့ပုဂ္ဂိုလ်ကြတော့ဒီခန္ဓာကိုယ်ကပြောတာပြီးအကုန်မသိဘူးလားသိပါဘူးအဲ့ဒီလိုသိလာတာဒီခန္ဓာဤပင်ကိုယ်သဘောလားခုမှကိုသမာဓိရလို့သူပြောတာတွေအကုန်သိတာလားလို့မဲလို့ရှင်းဘယ်နဲ့ဖြေကြခန္ဓာဤသဘောတွေတော့ဒီလိုပါပဲဆိုတာဘယ်သူကပြောခန္ဓာကပြောတယ်ဆိုတော့ဒါဒီနေ့ညအလုပ်တင်နေတယ်လို့အောက်မေ့ကြမှာနော်ခန္ဓာကပြောတယ်ဆိုတော့ခန္ဓာဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူ့သဘောကဖြင့်ဘုနေရာမျိုးဒီနေရာတစ်ဖုံမှာလားဆိုတာပေါ်လာပေါ်ပါဘူးဒါဘာလို့ဆိုတော့ခန္ဓာဒီဖောက်ပြန်လာအရင်သမာဓိရှိတော့သမာဓိမရှိခင်တုန်းကတော့စိတ်မတည်တုန်းကတော့ဖောက်ပြန်နေ냐ဆိုလည်းဘယ်မှမသိဘူးသိရဘုရားသမာဓိလေး15မိနစ်ဆက်ဖမ်းပြီးတော့မှဖမ်းနေမှတည်းနဲ့ခန္ဓာကဖောက်ပြန်နေတယ်ကြည့်လိုက်တော့ပေါ်မလားပေါ်ပါဘူးဘယ်နဲ့ကြောင့်ဒီဖောက်ပြန်တာတွေခန္ဓာတွေကထူးထူးခြားခြားရတာတွေနာတာတွေကြိုက်တာတွေကောင်းတာတွေစိတ်မျိုးမျိုးပေါ်တာတွေသိလာပါလိမ့်မလို့မေးလို့ရှိရင်မောင်းနိုင်ဘယ်နဲ့ဖြေပါ့မလဲဒါကြောင့်ဘုရားသမာဓိတော်ရထဗုဒ္ဓမဇ္ဇနာတိသမာဓိတုတ်တွေကိုနဲ့ရတယ်မဟုတ်ဘူးတန်ရုပ်တွေအင်္ဂုတ္တတို့မှာနော်သမာဓိတော်သမာဓိရှိတဲ့ပုဂ္ဂိုလ်ရထဗုဒ္ဓဟုတ်တိုင်းမှန်စွာပဇာနာတိခန္ဓာပေါ်၌သိရှင်းသမာဓိအရှိတဲ့ပုဂ္ဂိုလ်ခန္ဓာပေါ်၌ဘာတွေသိလဲဟုတ်တိုင်းမှန်စွာသိတယ်ဆိုတော့ဘယ်လိုဟုတ်ပြီဘယ်လိုမှန်တာသိပါလိမ့်မလို့လို့မဲတဲ့အခါကျတော့ခန္ဓာကရတယ်လို့ပြောလို့ရှိရင်ကျဟောဝေဒနာခန္ဓာပဲလို့ပြောတာနာတယ်လို့ပြောလို့ဝေဒနာခန္ဓာလို့ပြောတာ
ကောင်းတယ်လို့ပြောပြန်တော့ဝေဒနာခန္ဓာလို့ပြောတာပဲအလားစားလေးရှိတယ်လို့ပြောပြန်တော့ဒါဖြင့်ဘယ်သူကပြောတာခန္ဓာကပြောနေတာခန္ဓာထဲမှာဝေဒနာမျိုးမျိုးပေါ်နေပါလားကောမသိဘူးစိတ်တွေမျိုးမျိုးပေါ်နေတယ်ရုပ်တွေပူလိုက်အေးလိုက်လှုပ်လိုက်ငြိမ်လိုက်ပြီကောဘယ်နဲ့ကြောင့်သိပါလဲမောင်ကြီးဒါပြန်ပါဠိတော်နဲ့ကြိုက်ပါသမာဓိတော့တည်ကြည်ပြီးသောပုဂ္ဂိုလ်ဟာယထာဘုဒ္ဓဟူတိုင်းမှန်ဆိုတာဗဇာနာတိခန္ဓာကပြောတာသိမသိသေးဘူးသိပါအဲ့ဒါအိမ်ရောက်စမ်းကြည့်ပါအိမ်ရောက်စမ်းကြည့်ကြပါဒကာဓမ္မတွေနော်စမ်းကြည့်တဲ့အခါကျတော့ခန္ဓာဒီလိုပြောနေပါလားဟိုကရာဒီကနာဟိုကကြိုက်တရားခိုက်ဟိုစိတ်ကလေးတွေသီးသန့်ပေါ်လာတယ်ဟိုရုပ်တွေပူလိုက်အေးလိုက်ဟိုတုံလိုက်လှုပ်လိုက်ငါပိန်လိုက်ဖောင်းလိုက်အမျိုးမျိုးဖုံပုံသူခန္ဓာကပြောနေပြောပဲပြောပါအဲ့ဒါဘယ်သူကပြောတာလဲဒကာဓမ္မခန္ဓာပြောတာဆိုတာသိကြပါလားသိပါပါခန္ဓာကပြောတာကသိကြတော့ဟိုခွန်ကြီးတို့ဒကာဓမ္မတွေကဒီဥစ္စာခန္ဓာဆိုတာငါကတို့ဘုရားကဟောတာဖောက်ပြန်ပြည့်စည်တာကိုဟောတယ်မှန်ပါခန္ဓာဆိုတော့ဖောက်ပြန်ပြည့်စည်မှန်ပါခန္ဓာဆိုတာဖောက်ပြန်ပြည့်စည်အဲ့ဒါအခုအသစ်ပေါ်လာတာလေးဟာငါကပင်ကိုယ်သဘောစွန့်ပြီးပေါ်လာမှန်ပါဒါသူဖောက်ပြန်တယ်လို့မဆိုဘူးမှန်ပါအဲ့ဒီဖောက်ပြန်တာလေးပဲသမာဓိရှိတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ကြတော့ဖောက်ပြန်တာလေးပျောက်ပါပျောက်ဘူးလားပျောက်ပါဒါဖြင့်ဖောက်ပြန်တာကပေါ်လာတာပြည့်စည်တာကပျောက်တယ်ဖောက်ပြန်တာကပြည့်စည်တာကပျောက်သွားတော့ဆက်လိုက်ပြက်လိုက်ပဲပြန်ရောက်မှန်ပါဘာပြန်ရောက်ဆက်လိုက်ပြက်လိုက်ပြန်ရောက်တော့ခန္ဓာကိုယ်ထဲမှာအဖြစ်နဲ့ပြက်တာရှိပါလားတွေ့ကြတယ်ဘူးလားတွေ့ပါဘူးဘာတွေတွေ့ခန္ဓာကိုယ်ရဲ့ဖြစ်မှုနဲ့ပြမှုပဲရှိဒါအိမ်ကြလိုက်ခြင်းဒကာဓမ္မကြီးလေး15မိနစ်လောက်ဖမ်းပြီးတော့ခန္ဓာစောင့်ကြည့်နေကြစောင့်ကြည့်နေတဲ့အခါကျတော့ခန္ဓာကဖောက်ပြန်တယ်ပြည့်စည်တာကိုသူပြောလိုက်ဝေဒနာလေးပေါ်လာရင်ဖောက်ပြန်တယ်ငကောမရှိပဲကိုဗျခုမှဖောက်ပြန်တယ်ဒုက္ခပေါ်လဲဖောက်ပြန်လာတာဒုက္ခလေးပြောက်သွားကြတော့ပြည့်စည်တာကြောက်တော့ပြည့်စည်တာကိုပေါ်ရပေါ်လာတော့ပေါ်လာတာဘယ်လိုသဘောအထဲမှာထူးခြားပေါ်လာမှန်ပါသဘောကျထူးခြားပေါ်လာတာကဘာလဲဖောက်ပြန်တာလေးပဲစိုက်ကြည့်လိုက်တော့ပြည့်စည်တာမြင်ရတော့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်ပြည့်စည်တာရှိပါလားဘယ်လိုဆိုကြဖောက်ပြန်ပြည့်စည်တာရှိတယ်ဆိုတာရိပ်မိဟောဒီကြရမှာခန္ဓာထဲမှာဖောက်ပြန်တာနဲ့ပြည့်စည်တာပဲရှိတယ်အသက်ပေါ်လာတာကဖောက်ပြန်တာပေါ်လာတော့လေးပြောက်သွားတာကပြည့်စည်တာသဘောကျဖောက်ပြန်ပြည့်စည်တာလေးကြီးတွေ့ပြီးနေတော့ယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးဒိဋ္ဌိတွေဘာတွေခွာချင်မလို့တော့ဖောက်ပြန်ပြည့်စည်တာပဲတွေ့တယ်ဒီခါကျတော့မျက်နှာလေးလည်းမပေါ်လာဘူးဆံမင်းလည်းမပေါ်လာဘူးကိုယ့်ဟာကိုညာလေးနဲ့ပဲကြည့်နေတော့ဖောက်ပြန်နေတဲ့ပြည့်စည်တာတွေ့နေတော့ယောက်ျားမိန်းမအလိုလိုပြောက်မှန်ပါပြောက်ဘူးလားပြောက်ပါဖောက်ပြန်ပြည့်စည်တာလေးကကြည့်နေတဲ့ဒကာဓမ္မတို့ဘာတွေပြောက်သွားလဲယောက်ျားမိန်းမသားတွေသမီးတွေဆွေတွေမျိုးတွေပြောက်ပါဘယ်ခန္ဓာမလဲငါလည်းပြောက်သူလည်းပြောက်လက်လည်းပြောက်ခြေလည်းပြောက်ဘာတွေပြောက်အကုန်ပြောက်ညာနဲ့ဘာရင်ပေါ်နေအသက်ပေါ်လာရဲ့ပြည့်စည်သွားတယ်အသက်ပေါ်လာရဲ့ပြည့်ရရလေးကြီးပြန်ပေါ်လိုက်ပြောက်နာရလေးကြီးပြန်ခါခါလေးလာပြန်တော့ပေါ်လိုက်စိတ်မျိုးမျိုးပေါ်ပြန်ရုပ်တွေကပူလိုက်အေးလိုက်ရအောင်ပူလေးပေါ်လာလိုက်အပူလေးပြောက်သွားလိုက်အေးလေးပေါ်လာလိုက်ခန္ဓာကိုယ်ထဲမှာယောက်ျားမိန်းမဆိုတာကအရက်ကပြောတာပါလားတို့ငွေပဲသင်ထားလိုက်တဲ့အသွားပါလားသိချာသမာဓိတည်တည်နဲ့ညံမျက်လုံးနဲ့မျက်လုံးမှိတ်ကြည့်ပြီးတော့မျက်လုံးမှိတ်လိုက်တဲ့အခါကျညံမျက်လုံးကလာပွင့်တပည့်ကြဘုရင်မျက်လုံးပိတ်ပြီးဒီကလာ6ဓာတ်ပိတ်ပြီးဒီ9ဓာတ်ပိတ်ပြီးမနောဓာတ်ဆိုတဲ့ညံမျက်လုံးဖွင့်ကြည့်တာပေါ့ညံမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါကျတော့ဒကာဓမ္မတွေဘာတွေတွေ့ဖောက်ပြန်ပြည့်စည်တာတွေတွေ့နေပေါ်လာရင်ဖောက်ပြန်ပြီပေါ်လာတယ်မရှိပြန်ရင်အဲ့ဒီလိုဒီဒကာဓမ္မတွေကငါလည်းမရှိဘူးသူလည်းမရှိဘူးသိချာညာနဲ့ကြည့်တော့ဘာတွေတွေ့ဖောက်ပြန်ပြည့်စည်တာပဲတွေ့ပြီးဒီကလာနေတော့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာဒကာဓမ္မတွေဝိပရိနာမလက္ခဏာဒုက္ခသစ္စာဝိပရိနာမလက္ခဏာပင်ကိုယ်တော်ကိုစွန့်သွားခြင်းဒီဒုက္ခသစ္စာမြည်ဆိုသဖြင့်ဖောက်ပြန်တဲ့ပြည့်စည်တာပင်ကိုယ်တော်စွန့်တာဖောက်ပြန်လာတော့လေပင်ကိုယ်အနေတော်ကို
စွန့်တာပဲပြည့်စည်သွားတာလေဒါဖြင့်ဖောက်ပြန်တာလေမတည့်သေးကပုတ်လာတယ်ဆိုတော့ဖောက်ပြန်သူအမှဲ့တော့စွန့်သဘောကျဒါရင်ဖောက်ပြန်တာလည်းပင်ကိုယ်သဘောစွန့်တာပဲပြည့်စည်တာတော့ခန္ဓာကိုယ်ထဲမှာရှိတော့ဖောက်ပြန်ပြည့်စည်တာကြီးတွေ့နေတော့ဩဖောက်ပြန်ပြည့်စည်တာဘာတွေပါလိမ့်မလို့ဆိုတော့ဒုက္ခသစ္စာကဒီပါလားလို့မှတ်လိုက်ဖောက်ပြန်ပြည့်စည်တာဘာတွေပါလိမ့်ထိုင်တတ်ကြလားထိုင်ပြီးတခါတော့သမာဓိဖန်ပြီး10မိနစ်15မိနစ်ဖန်နေပြီးခန္ဓာကပေါ်ရာကိုကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့မှာလဲပေါ်လာတာကဖောက်ပြန်တာပေါ်လာတယ်ပြောက်သွားတာကအဲ့ဒီကဲကိုတွေ့ပြီဆိုမှပဲရုပ်ကနာရင်ရွေးမနေနဲ့တာဒီကြတာရုပ်ကနာရင်ရွေးမနေပါနဲ့တော့တဲ့ဖောက်ပြန်ပြည့်စည်တဲ့သစ္စာနဲ့ရှုနေတော့ဖောက်ပြန်ပြည့်စည်တာပဲတွေ့တာပါမှန်ပါရှင်းဖောက်ပြန်ပြည့်စည်တာပဲတွေ့နေတော့ဩယောက်ျားတွေဖြုတ်ဖို့ကလိုသေးတယ်လိုပါဘူးဒါမိန်းမပဲတော့ပြုတ်ပါသူတွေကိုဘယ်တော့ပါလိမ့်လဲပြုတ်သဘောကျဘယ်ကလာပါလိမ့်မလို့မဟုတ်ဘူးပေါ်လာပြီးပြည့်တဲ့ဓမ္မတွေပဲအကြောင်းဒီတိုင်းသာရှိနေအကြောင်းဖြစ်အကျိုးဖြစ်တာပဲအကြောင်းပဲအကျိုးပြတ်တာပဲဆိုတာလေးတခါတပါသွားအဲ့တော့ဖောက်ပြန်ပြည့်စည်တာလေးကိုဒကာဓမ္မတွေစောင့်ကြည့်စေချင်တယ်နော်ဘာကြည့်ကြဖောက်ပြန်ပြည့်စည်တာလေးဓမ္မတွေရှင်းပြီးတီအောင်လုပ်ပြီးစောင့်ကြည့်စမ်းပါတဲ့စောင့်ကြည့်တော့ဖောက်ပြန်ပြည့်စည်တာဟာခြေတော့တွေ့မလားခြေတော့ပေါ်မှာဖောက်ပြန်ပြည့်စည်တာတွေ့မလားကိုတွေ့မလားဖောက်ပြန်ပြည့်စည်တာတွေ့မလားမျက်စိနားနာကောင်းတွေ့မလားဖောက်ပြန်ပြည့်စည်တာတွေ့ဖောက်ပြန်ပြည့်စည်တာတွေ့တော့ဒါတွေကဓမ္မ ानु ပါဒနာသတိပဋ္ဌာန်တဲ့သစ္စာမြင်တဲ့ဓမ္မ ानु ပါဒနာသတိပဋ္ဌာန်ရိပ်မိကြပါပါလိမ့်အဲ့ဒီကဲတော့ဓမ္မ ानु ပါဒနာသတိပဋ္ဌာန်နဲ့ဒီတိုင်းခန္ဓာကိုယ်ကြီးစောင့်ကြည့်နေတော့ဖောက်ပြန်ပြည့်စည်တာကဒုက္ခသစ္စာမြင်တာကမဂ္ဂသစ္စာဖောက်ပြန်ပြည့်စည်တာကဒုက္ခသစ္စာမြင်တာကမဂ္ဂသစ္စာဖောက်ပြန်ပြည့်စည်တာကဒုက္ခသစ္စာမြင်တာကမဂ္ဂသစ္စာတရားဓမ္မတို့သံဃာမှာမက်မျက်လုံးနဲ့ကြည့်လိုက်မက်မျက်လုံးနဲ့ကြည့်လိုက်သဘောကျဘာမျက်လုံးနဲ့ကြည့်မက်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့ပါလိမ့်ဒါပြန်ဘင်္ဂိုကလည်းခန္ဓာကိုယ်ကြီးကဖောက်ပြန်တာနဲ့ပြည့်စည်တာပဲရှိဥပရိနာမလက္ခဏာဒုက္ခသစ္စာကိုဖောက်ပြန်ပြည့်စည်တာရှိတယ်ကိုဖောက်ပြန်ပြည့်စည်တာတွေ့လို့ရှိရင်ဒီမျက်လုံးဟာနှလုံးသွင်းမှန်မလားမမှားသေးလားမေးကြည့်မှန်ပါပါနှလုံးသွင်းတဲ့သွားမှန်ပါယောနိကမနဝိကာရနဲ့ပညာနဲ့တွဲသွားပြီမှန်ပါအဲ့ဒီကဲလို့တွဲသွားတဲ့အခါကျတော့ဖောက်ပြန်ပြည့်စည်တာကအစစ်ရှိပါလားလို့သိတော့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်ပြည့်စည်တာကဘာသစ္စာဒုက္ခသစ္စာဖောက်ပြန်ပြည့်စည်လို့သိနေတဲ့သဘောလေးကအဲ့ဒီမှာဒီမမျက်လုံးကြီးနဲ့ဒကာဓမ္မတွေကြည့်ပြီးဒီကလာနေတော့ဖောက်ပြန်ပြည့်စည်တာကဒုက္ခသစ္စာကြည့်လို့မြင်တာလေးကမဂ္ဂသစ္စာလေးဖြစ်နေတော့နှလုံးသွင်းမှန်တော့လေဒုက္ခသစ္စာသွားတွေ့တာနောက်တော့ဒီဒုက္ခသစ္စာကြီးကဒကာဓမ္မတွေမြင်နေပဲမိမိခန္ဓာရဲ့လို့ပြောတာနေရတာပါလားဒုက္ခသစ္စာအဆိုင်ခဲကြီးပဲဒုက္ခသစ္စာတွေကြီးပဲအကုန်ရှိနေတာကိုဒါတွေမတွေ့ဘူးတွေ့တဲ့အခါကျလို့ရှိရင်ဒီအချိန်မှာပဲဒကာဓမ္မတွေစဉ်းစားကြည့်တော့ဖောက်ပြန်ပြည့်စည်တာလေးကိုမြင်မနေဘူးမြင်ပါမြင်နေတဲ့ကမြင်တာလေးကမက်ကလေးဖြစ်နေမြင်တာမက်မျက်လုံးလေးသမာဓိမျက်လုံးလေးသဘောကျတနည်းဝိဇ္ဇာမျက်လုံးလေးဆိုရင်ဟုတ်မှန်ပါအမှန်သိလာတာကိုဝိဇ္ဇာမျက်လုံးကဟုတ်တယ်နော်မှန်ပါသမာဓိမျက်လုံးကိုဟုတ်ပါဉာဏ်မျက်လုံးကိုဟုတ်ပါဝိဇ္ဇာလေးကိုဟုတ်ပါဒါဒီလိုအဲ့ဒါတွေကဖရာပရိယနဲ့သာဟောနေတာစဉ်းဉာဏ်မျက်လုံးတစ်လုံးလေးပဲနော်မှန်ပါအဲ့ဒီကတော့နှလုံးသားမှန်မှန်နဲ့ဒကာဓမ္မတွေကြည်ပြီးဒီကလာနေတော့ဖောက်ပြန်ပြစီတာနဲ့ပဲမြင်ပြီးဒီပြင်ယောက်ျားမိန်းမတွေခွာဖို့လည်းမလိုတော့ဘူးလိုသေးလားရှိတာမှဘာတွေတွေ့အဲ့တော့ဖောက်ပြန်ပြစီတာဒုက္ခသစ္စာတွေ့တဲ့ဉာဏ်လေးမဂ္ဂသစ္စာလေးရနေတော့ဆူတောင်းလို့ရတယ်လားဒကာဓမ္မတို့နှလုံးနဲ့မှန်လို့ရတယ်အဲ့ဒါကြောင့်ဒါကြတော့ဆူမတောင်းနေတော့ဒကာဓမ္မတို့ဒီမျက်လုံးလေးရပြီတဲ့နိဗ္ဗာန်နောက်နိဗ္ဗာန်မြင်တဲ့မျက်လုံးရတော့အခုကဒုက္ခမြင်တဲ့မျက်လုံးရတယ်တပည့်ကြဒုက္ခမြင်တဲ့မျက်လုံးခန္ဓာကိုယ်မှာဒုက္ခသစ္စာပဲဆိုတော့မျက်လုံးကဖြင့်ရပြီတဲ့ကောင်းပြီဒီရတဲ့မျက်လုံးလေးရတယ်ငါကယောက်ျားမိန်းမထင်းနေတာဒုက္ခသစ္စာလို့ဘယ်တော့မှမအောင်မေဘူးမှန်ပါဘူးဒါတော့ဖြင့်ခြေဒုက္ခပြဒုက္ခတွေသင်ရှားပြီးဒီကလာနေတဲ့အတွက်ဒုက္ခမောဥပ္ပဇ္ဇမနာဥပ္ပဇ္ဇတိဒုက္ခနိဥ္ဇမနာနိဥ္ဇတိလို့
ဘုရားကဟောထားတော့ဒုက္ခဖြစ်ဒုက္ခပြတ်တာတွေမြင်တော့ဒုက္ခသစ္စာသာရှိတယ်ဆိုတာပေါ်မလားပေါ်ပါဘူးဒုက္ခသပေါ်လာတဲ့ခါကျတော့ဖြစ်တဲ့ကဒုက္ခသစ္စာမြင်လာလေးကစောင့်ကြည့်တော့ဒီတိုင်းမြင်မရဘူးလားမြင်ပါဘူးဓမ္မရိယာပြီးကြည့်လိုက်တဲ့အခါကျတော့မြင်ပါဘူးသူတော်ဘာကြည့်နေရတာလားတဲ့ငါကမိမိထင်နေတာကြည့်ရတယ်မိမိလားဒုက္ခသစ္စာမိမိနဲ့ဒုက္ခသစ္စာကိုပြောတာဥပါလေဘယ်နဲ့လဲမိမိနဲ့ဒုက္ခသစ္စာမိမိကိုပဲလို့ထင်တဲ့ဥစ္စာဘယ်ဟောအောင်လို့မိမိကိုဟောပြန်ပြည့်စည်တာတွေပြနေတော့မိမိကိုမဟုတ်တော့ဘူးဘာဖြစ်နေဒုက္ခသစ္စာတက်ဖြစ်နေတယ်ဆိုတော့ပေါ်လားမိမိကိုဟုတ်သေးရဲ့ဒါပြန်မိမိကိုမဟုတ်တော့ဒုက္ခသစ္စာတွေပဲဆိုတော့သိကြတယ်ဒီဘောပြန်ပြည့်စည်နေတဲ့သဘောလေးတွေကလည်းပေါ်လဲပြောလဲနေပြန်တော့လေသူတို့ဘောပဲမိမိလိုဆန္ဒတွေထဲမှာတားလို့ရှိလို့မရတဲ့သဘောတွေပဲဆိုတာလေးကိုရောက်မလားရောက်ပါဘူးအဲဒီနဲ့အိဋ္ဌာတွေလည်းအတွန်းဝင်သွားပြီဒုက္ခတွေကိုပြောပါဘူးအနတ္တတွေကိုပြောပါဘူးဒီလိုမှတ်ကြပြီတော့ဟောက်ပြန်ပဲရှိတာတလုံးဘာသစ္စာဒုက္ခသစ္စာအဲ့ဒီအနိစ္စဆိုတာလေဒီဒုက္ခသစ္စာတွေသွားဝင်တာပဲမှန်ပါဒုက္ခဆိုတာဒုက္ခသစ္စာအနတ္တဆိုတာဒုက္ခသစ္စာအဲ့ဒါယနေ့ညတရားဓမ္မတွေကိုသင်ပေးနေတာကခင်ဗျားတို့အနိစ္စဒုက္ခအနတ္တလုံးမနေနဲ့တော့နောက်ဆုံးပြီသစ္စာမြင်မှနိဗ္ဗာန်ဝင်တာဟောက်ပြန်ပဲရှိတာမြင်လို့ရှိရင်အနိစ္စဒီချက်ဝင်သွားပြီသစ္စာတော့ဝင်သွားပြီမှန်ပါဒုက္ခသစ္စာတဲ့မှန်ပါသဘောကျဒီရင်ရှင်သာရိပုတ္တရာကပြောထားတဲ့ဒကာဓမ္မတွေရှင်းရှင်းကြည့်လိုက်သိသားပဲဥပမာရှင်ကြီးကဘုန်းကြီးတို့ကျောင်းတစ်ဆင်းကနေပြီးဒီကလာဟိုဘက်ကြောင်ဆင်းသွားတယ်ဆိုတော့မောင်မယ်ရှင်ခြေရာတွေတော့ထင်းမနေဘူးမှန်ပါနောက်တကခိုးကဒီနောက်ကလိုက်သွားတဲ့အခါရှင်ခြေရာအုံမအောင်နင်းနိုင်တဲ့သရဝါနောက်ထပ်လာကြမြင်သေးရဲ့မှန်ပါရှင်ခြေရာတွေကဝင်ကြရှင်ခြေရာတွေထောက်ပြီးဒီကလာတော့သူတို့လူကျင်တဲ့ခီးကိုအပြည့်တိုင်းသွားကြမယ်မှန်ပါရှင်ခြေရာတွေပဲဝင်ကြမယ်ရှင်ခြေရာကိုထိတ်ကြီးတာကရှိသေးရဲ့မရှိပါဘူးထို့တူပဲဟောက်ပြန်ပြည့်စည်တာတခုမြင်လိုက်လို့ရှင်သူကရှင်ခြေရာပဲတဲ့အနိစ္စလည်းဒီထက်ထောက်ရတာပဲဒုက္ခရောအနတ္တအတုပဟောတယ်ဟောပြန်ပြည့်စည်တယ်တလုံးနဲ့တရားဓမ္မတွေကပိုင်နေကြည့်နေသမာဓိရရနဲ့ကြည့်နေဩဟောပြန်ပြည့်စည်နေတာဟောပြန်ပြည့်စည်နေတာပဲဆိုတော့ဟောပြန်တာကဖြစ်တာနော်အပြည့်စည်တာကဖြစ်တာဒီကိုယ်လုံးမှာဖြစ်ပြပဲရှိတယ်ဆိုတော့ပြန်ဝင်လာတာရင်းမိလားဒါကြောင့်ဘာနာတွေကဘာနာတခါတွေတိခါတွေကဖြစ်ပြကွာတော့တခြားအောက်မဲ့မလို့ဘာနဲ့ဒုက္ခသစ္စာပါရိမ့်မိဖြစ်ပြဘာသစ္စာအဲဒီတော့ဖြစ်ပြရှုနေတာသစ္စာရှုနေတာလို့မှတ်လားဖြစ်ပြရှုနေတာသစ္စာရှုနေတာဒုက္ခသစ္စာရှုနေအဲဒီလိုရှုတော့အရှုခံရတာကဒုက္ခသစ္စာရှုဉာဏ်ကမဂ္ဂသစ္စာသွားဖြစ်သေးဘူးလားအဲဒါတရားဓမ္မတို့အခုရှုနေတဲ့သဘောလေးကိုခင်တဲ့စိတ်ကလေးမင်းတဲ့ဆွဲလန်းတဲ့စိတ်ကလေးဟုတ်လားအထုတ်ပြီးတဲ့ဒါမျိုးဖြစ်ပြရကြံလို့အထုတ်ဦးမယ်ဆိုတဲ့တဏှာဥပါဒံကံနေလာသေးမလား။မြင်ဖြစ်တဲ့ကလေးရှုနေရတဲ့အတွက်ကာမဒုက္ခနိကနိရောဓဆိုတဲ့တဏှာဥပါဒံကံနေတဲ့ကာမဒုက္ခနိကကာမဂုဏ်ခံစားတဲ့တဏှာဥပါဒံတွေကိုလာသေးမလား။မလာတော့ဘူးနော်။သဘောကျ။စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းဆိုတဲ့ဒုက္ခတွေကိုမလား။တရားကဘာဖြစ်နေကြတော့ဆိုတော့ဒါဖြင့်ဆင်းရဲတဲ့လမ်းလည်းမဟုတ်ဘူးကာမဂုဏ်ချမ်းသာတဲ့လမ်းလည်းမဟုတ်ဘူးဒါအလယ်လမ်းပါလားလို့မှတ်လိုက်တာစိတ်ဆင်းရဲကိုဆင်းရဲတဲ့လမ်းကဟုတ်ကဲ့လားစိတ်ပါရကိုတာရတဲ့လမ်းကိုစိတ်ပါရကိုတာရတဲ့လမ်းဆိုလို့ရှိရင်လည်းဒကာဓမ္မတွေကတဏှာကာမဒုက္ခနိကနိရောဓလမ်းဖြစ်တော့တဏှာလမ်းဖြစ်နေဘုဘကလည်းဒေါသလမ်းဖြစ်တဏှာလမ်းဒေါသလမ်းအလယ်ကိုရောက်သွားဒါဖြင့်အလယ်လမ်းကိုရောက်ရင်းပြီလားဘုရားအလယ်လမ်းကဘုရားဖြစ်တယ်ဘူးသောတာပန်ကရာနေကောအဲ့ဒီလိုဟောက်ပြန်ပြည့်စည်တာကိုမြင်တဲ့ဉာဏ်လေးကနေပြီးဒီကလာသွားပါအလယ်လမ်းကိုရောက်ဒီဉာဏ်အလယ်လမ်းပဲဆိုတာရိပ်မိဘူးကောင်းနေတာဖြင့်ဒကာဓမ္မတို့ဒီနေ့ညစစမ်းကြည့်တာပေါ့ခင်ဗျာကိုတာအားသွေးစမ်းကြာတော့ရင့်လာတယ်နော်ရင့်လာတော့အခုအဲ့ဒီချိန်လေးမှာတစ်ချက်တည်းကိုဘောကဖြစ်စီပေါ့တစ်ချက်တည်းဖောက်ပြန်ပြည့်စည်တာလေးကိုဉာဏ်နဲ့တဲ့ပြီးဉာဏ်လိုက်တယ်ဆိုလိုက်ပါတယ်အဲ့ဒီတစ်ချက်ဟာမောင်နေအလွန်ရေးကြည့်မှန်ပါဒီတစ်ချက်အလွန်ရေးကြည့်တယ်တဲ့ဒီတစ်ချက်ကဘယ်နဲ့ကြောင့်ဘယ်တော့အရေးကြီးမုံမြတ်တယ်လို့ဆိုရပါလိမ့်မလို့ဆိုတော့ခုနကတဏှာဥပါဒံကာနေကိုလာသေးတယ်မှန်ပါဟာဒါဖြင့်ပပင်စာချုပ်ပြီမှန်ပါ
ဒေါသဒုက္ခပရိဒီဝါတွေဒါဖြင့်ဒကာဓမ္မတို့ကမ္မဒုက္ခနိကနေရောလမ်းလည်းမရှိဘူးအတ္တကိလမနေရောကလမ်းကောမရှိပါဘူးအလယ်လမ်းပေါ်သေးချာရောက်တော့အလယ်လမ်းကနေမှနိဗ္ဗာန်သွားလို့ရမှန်ပါဒီကမှနိဗ္ဗာန်သွားလို့ရအလယ်လမ်းကနေမှနိဗ္ဗာန်သွားလို့ရတယ်ဆိုတော့ပေါ်ကြမှန်ပါဒါဖြင့်ကိုယ်ခန္ဓာကိုငါကကိုယ်ခန္ဓာလို့ထင်နေတာမဟုတ်တော့ပါဘူးသစ္စာဒုက္ခသစ္စာတက်ပါပဲလို့ဆုံးဖြတ်ချက်ချမချဘူးညလုံးမိတ်ပြီးရှင်းတော့ညလုံးမိတ်ရှိတော့ဟိုနေရာဖောက်ပြန်ဒီနေရာဖောက်ပြန်ဟိုနေရာပြည့်စည်ဒီနေရာပြည့်စည်တယ်ဒီမတွေ့ဘူးဖောက်ပြန်ပြည့်စည်တဲ့ဘာသစ္စာဒုက္ခသစ္စာမြင်တာဒါဖြင့်ကာမဂုဏ်ခံစားတဲ့လမ်းတော့ပြတ်သွားကိုယ်ဆင်းရဲစိတ်ဆင်းရဲလမ်းနေတော့ပြတ်ပါဒါဘယ်လမ်းရောက်ဒီလိုရှုပ်နေတာအလယ်လမ်းရောက်တာပဲလေးမိဘူးလားရှုပ်ကများလာတဲ့အခါဖောက်ပြန်ပြည့်စည်တွေမြင်ရတဲ့အခါကျတော့စိတ်ထဲမှာညှိငွေ့မုန်းတယ်ဘာဖြစ်လို့မုန်းတော့လို့မဲတဲ့အခါကျတော့မှဖောက်ပြန်ပြည့်စည်တဲ့ကြီးရထားလို့မုန်းမှန်ပါဘယ်နဲ့ကြောင့်မုန်းလဲဖောက်ပြန်ပြည့်စည်တဲ့ငါကတော့အရတော်လေစွာလို့ထင်းတယ်မှန်ပါအခုတော့ညံမျက်လုံးဆရာဘုန်းကြီးတက်ပြလိုက်တဲ့အတွက်ဖောက်ပြန်ပြည့်စည်တာပဲသေချာရထင်ရှားဘူးလားထင်ရှားပါဘူးသင်ရတော့အရမတော်ဘူးဒီဥစ္စာကြီးရကဲညံမုန်းတဲ့ကြီးရထားတယ်ဆိုတော့ညာဟာဖောက်ပြန်ပြည့်စည်တာမြန်မာများရင်တက်လိမ့်မယ်မှန်ပါညံမုန်းတဲ့ညာမတက်ဘူးတက်ပါဘူးကျန်တော့တဲ့ရင်မကရွှေရမတ်တက်နဲ့မုန်းရုံနဲ့မကပဲနဲ့ဒါကြီးနဲ့ဖြင့်နေပဲမနေကြဘူးရပဲမရကြဘူးဆိုတော့လေတက်လာအောင်မှန်ပါမတက်ဘူးတက်ပါတက်ပြီးနေတဲ့ရင်တွေခဏဖောက်ပြန်ပြည့်စည်တာတွေအကုန်ပြတ်သွားခန္ဓာပါပြောက်ဖောက်ပြန်ပြည့်စည်တာပြောက်တယ်ဆိုတော့ခန္ဓာပြောက်တယ်ပြောက်ပြီအဲဒီပြောက်သွားတဲ့ခါကျတော့မှဖောက်ပြန်ပြည့်စည်မှုဒါဒုက္ခသစ္စာအခုဖောက်ပြန်ပြည့်စည်မှုပြောက်သွားလို့မိမိညာလေးနဲ့အခုမြင်ရတဲ့နေရာကမဖောက်ပြန်တဲ့နိရောဓသစ္စာတပည့်ကြမဖောက်ပြန်တဲ့အဲ့ဒီနိဗ္ဗာန်ကကုသိုလ်ခဏညာလေးကအရင်တော့ဖောက်ပြန်ပြည့်စည်တဲ့ပဲနေတယ်နောက်တော့ဒီဖောက်ပြန်ပြည့်စည်တာကြီးမလို့ရှင်တော့ဖောက်ပြန်ပြည့်စည်တာပြတ်ထွက်မဖောက်မပြန်ပဲနဲ့ခိုင်မြဲတာဒီလားပေါ့နိဗ္ဗာန်လားပေါ့လို့ဆိုကြပါလားတပည့်ကြနိဗ္ဗာန်လားပေါ်တော့ဘယ်လိုပေါ်တော့ဆိုတော့ဓာတ်ရှင်ပြကြလို့ပဲပတ်လိုက်တော့အရင်ကတော့ပိတ်ကားကြီးပေါ်မှာရုပ်တွေရှုပ်နောက်ဓာတ်ရှင်သိန်းတော့ပိတ်ဖြူကြီးပေါ်လာဘူးလားမသိငင်ကရှုပ်ချက်ခတ်နေတယ်သိလိုက်တဲ့အခါကျတော့ရှင်းတယ်ဒီမှာလည်းထိုနည်းတူပဲပထမတော့ကဓမ္မရင်းနဲ့ရှုနေတော့ကရှုပ်ချက်ခတ်တွေရှုနေရတယ်ဟောက်ပြန်မရှိတဲ့ရှုနေရနောက်တော့မလို့ခြင်းတော့ပါဘူးမရကြတော့ယုံပါတယ်မုန်းပါတယ်ဆိုတဲ့ညာနေတက်ပြီးမလို့ခြင်းဘူးဆိုတော့ခဏပိတ်ကားမြင်ရတယ်တခါလည်းရှင်းထွက်ပါပါရိပ်မိဘူးလားဒါလို့တင်ပေးနေတယ်တော့ယနေ့မှတ်ပါရှင်းမလား